နေ့ပြီးခဲ့တဲ့ပတ်တန်တော့ကပတ်တန်7မှာတော့မလုပ်ဘူးဒါပေမဲ့လုပ်တယ်ပေါ့အဲ့ဒီပတ်တန်လေးမဖြစ်ဘူးဒါပေမဲ့ဖြစ်တယ်မကြိုက်ဘူးဒါပေမဲ့လုပ်တယ်ဒီလိုမျိုးပတ်တန်အဲ့တော့အခုကအဲ့ဒီဒါပေမဲ့ကိုကျွန်တော်တို့မပြီးသေးဘူးမလုပ်ရသေးဘူးဆိုသေးဘူးလေးနဲ့ပြန်တွဲပေးမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြတာကျွန်တော်မော်ပါဒါပေမဲ့မော်စကားမတက်သေးဘူးဆိုတဲ့အားမျိုးလေးနဲ့ပြောသွားမယ်အရှိမတော့ကဘာလဲဆိုတော့ကျွန်တော်ကမကြိုက်ဘူးဒါပေမဲ့တောက်တယ်ပေါ့အခုကဒီအဲ့ဒီဒါပေမဲ့ကိုပဲဆက်သုံးသွားမယ်ကျွန်တော်ကမော်မှာဒါပေမဲ့အဲဆိုတော့မော်စကားမတက်သေးဘူးလို့ကျွန်တော်ကလုံနေတယ်ဒါပေမဲ့မပြီးသေးဘူးပေါ့အဲ့လိုမျိုးပေါ့လေဆိုတော့အဲ့ဒီတန်လေးကိုတော့ပြသွားမယ်ဆိုတော့ဒါပေမဲ့မလောက်ရသေးဘူးလို့ပြောချင်တော့ကျွန်တော်ကမော်ပါဥကမော်ဒါကျွန်တော်ကမော်ပါဥကမော်ချခဲ့ဒါပေမဲ့ hey lip arimon arimon လို့စကားပေါ့ဗျ hey lip ဆိုတာမတက်တာ lip ကတက်တာ lip ဆိုထိုးလာလေကမှပတ်သက်လေ lip ဆိုတဲ့အတန်လေးနဲ့ပြောသွားတာဆိုတော့ဥကမော်ကျွန်တော်ကမော်ချက်ခဲ့ဒါပေမဲ့ hey lip arimon နမ်ပူဆိုတာသေးဘူးမလို့ရသေးဘူးအင်္ဂလိပ်လိုဆို not yet နဲ့ပြောရတယ်အတူတူပဲဆိုတော့ကျွန်တော်တို့ဒီမှာဒီစကားမှာဆိုလို့ရှိရင်ကျွန်တော်ကပါဒါပေမဲ့မလို့ရသေးဘူးဆိုတဲ့ပတ်သက်မျိုးသေးဘူးဆိုတဲ့ပတ်သက်လေးပြောပြချင်တာအဲ့တော့ဒီမှာပြန်ပြောကြည့်လိုက်နော်ကျွန်တော်ကမွန်ပါဥကောင်မော်ဒါပေမဲ့ချက်ခဲ့မွန်စကားမတက်သေးဘူး hey lip မတက်သေးဘူးအရီမော်နမ်ဆိုတာသေးဘူးသုံးတဲ့အခါမှာသုံးတယ်ပေါ့ hey lip နမ်ဆိုတာမတက်သေးဘူးအဲ့ဒါမှ object ဖြစ်တဲ့အရီမော်ကိုအလယ်မှာထည့်လိုက်တာအဲ့တော့ hey lip အရီမော်နမ်ပူအဲ့တော့မွန်စကားမတက်သေးဘူးနောက်တစ်ကြောင်းမှာကျွန်တော်လုံနေတယ်ဒါပေမဲ့မပြီးသေးဘူးဟိုကလုံးမောင်လုံနေတယ်ချက်ခဲ့ဖေးတော့ဆိုပြီးတာဖေးတော့မပြီးတာဖေးတော့နမ်မပြီးသေးတာဖေးတော့နမ်ပုတ်ပြီးသေးဘူးလို့ဆိုလိုတာအဲ့တော့ဟိုကလုံးမောင်ချက်ခဲ့ဖေးတော့နမ်ဘူးဒါပေမဲ့ပြီးသေးဘူးပေါ့ဆိုလိုတာလို့ပြောပါဆိုတော့ဥပမာအနေနဲ့ပြောကြည့်လို့ရတယ်ဒီဘက်ကပေါ့နော်ပြောနေတယ်ဒါပေမဲ့မပြီးသေးဘူးပြောကြည့်ပါလားကျွန်တော်ပြောနေတယ်ဒါပေမဲ့မပြီးသေးဘူးပြောရဲဆိုစကလုံးကိုစားထုတ်ကြည့်ပါဦးဟာမောင်ချက်ခဲ့ဘယ်တော့နံပုတ်ဒီလိုမျိုးပေါ့စားနေတယ်ဒါပေမဲ့မပြီးသေးဘူးရောဦးရှိရမောင်ချက်ခဲ့ဟိတ်တော့နံပုတ်ဒီလိုမျိုးလေးတွေတော့လို့ရတယ်နော်